ဆိုတော့เนาะကျွန်မဒီကနေ့ယူဆောင်လာတဲ့နှုတ်ကပတ်တော်ရဲ့ခေါင်းစဉ်လေးကိုတစ်ချက်ကြည့်ရအောင်တွေ့ရင်အတူတကွဖတ်မယ်เนาะဖတ်ကြည့်ပါအောင်ပါတယ်လေ Okay เนาะအင်္ဂလိပ်လိုဆိုရင် a wrapped gift เนาะဆိုတော့ထုတ်ပိုးထားတဲ့လက်ဆောင်တဲ့လက်ဆောင်မကြိုက်တဲ့သူရှိလားရှိဦးเนาะအထူး yes မရှိဘူးเนาะရက်ဆောင်ကိုအကုန်လုံးကြိုက်တာဖြစ်တယ်ပို့ပြီးတော့ကြိုက်တာကဘာလဲဆိုတော့ကိုယ့်ကိုချစ်တဲ့သူတွေပေးတယ်ဆိုပို့ပြီးတော့တောင်ကြိုက်သေးတယ်။နော်ဘာလို့လဲဆိုတော့ကိုယ့်ကိုချစ်တဲ့အတွက်သူတို့ပေးတဲ့လက်ဆောင်ကကောင်းမယ်ဆိုတာသိပြီးသားဖြစ်တယ်။ဟုတ်လားမသိဘူးနော်။ဆိုတော့ထိုနည်းလက်ကောင်းမယ်ဖခင်ကကျမတို့ကိုအလွန်ချစ်တာဖြစ်တဲ့အတွက်ကြောင့်မို့ဖခင်သခင်ကကျမတို့အတွက်ပြင်ဆင်ပေးထားတဲ့လက်ဆောင်တွေများစွာရှိတယ်။အဲ့ဒါကတော့ဘာတွေလဲဆိုတော့သူ့ရဲ့ဂတိတော်တွေဖြစ်တယ်။သူ့ရဲ့ဂတိတော်တွေကကျမတို့နော်ကျမ်းစာထဲမှာဆိုလို့ရှိရင်ဂတိတော်ပေါင်း9500ကနေ8000ရှိတယ်တဲ့။ဆိုတော့နော်ကျမတို့တစ်နေ့ကိုကျမ်းပိုက်ကတစ်ပိုက်ပဲဖတ်တာနော်အခန်းကြီးတစ်ပိုက်ပဲဖတ်တာဒါပေမဲ့လို့သူ့ရဲ့ဂတိတော်9500ကနေ8000ရှိတော့တစ်နှစ်လုံးမှာရက်ပေါင်းက365ရက်ရှိတဲ့ခါမှာကျမစားကြည့်တဲ့ခါမှာနော်9500 8000ပြေးဖို့တစ်ရက်ကိုဘယ်နှခုလောက်ဂတိတော်သိမ့်ပိုက်ရမလဲဆိုတော့ခု20ကျော်သိမ့်ပိုက်မှတစ်နှစ်လုံးမှာပြည့်မှာဖြစ်တယ်နော်ဆိုတော့ကျမတို့အားရပါရဖခင်ရဲ့နှုတ်ကပတ်တော်တွေကိုသိမ့်ပိုက်ဖို့ရန်အတွက်ရှိတာဖြစ်တယ်ဖခင်ရဲ့ဂတိတော်တွေကိုကျမတို့ကအများကြီးကိုကျမတို့ရနိုင်တာဖြစ်တယ်နော်ဆိုတော့ဖခင်ရဲ့ဂတိတော်တွေဒီလောက်များတာ9500 8000ဖြစ်တာအဲ့ဒါတွေကကိုယ့်အတွက်ဟုတ်ပါမလားဆိုတော့နှစ်ကောအခန်းကြီး1အငယ်20မှာဖခင်ကဘယ်လိုရေးထားလဲဆိုတော့ထိုသခင်မှာတဲ့ဖခင်သခင်ဤဂတိတော်ရှိသမျှတို့သည်ငါတို့အားဖြင့်ဘုံအသေးတော်ကိုထင်ရှားစေခြင်းအလုံးကဘာလဲတဲ့ဟုတ်မှန်ဤဟူ၍၎င်းအာမင်ဟူ၍၎င်းဖြစ်တည်းတဲ့ဆိုတော့ဖခင်ကသူ့ရဲ့ဂတိတော်တွေဒီလောက်အများကြီးပေးထားတာသူ့ဘုံထင်ရှားမယ်ဆိုလို့ကတော့အဲ့ဒီဂတိတော်အားလုံးကကျမတို့အတွက် yes and amen ဖြစ်တယ်တဲ့Amen Amen ဆိုတော့ကျွန်တော်တို့ဖခင်ရဲ့ဂတိတော်တွေသိမ့်ပိုက်တာအားနာစရာမလိုဘူးဖခင်ဘုန်းတော်ထင်ရှားဖို့ဆိုရင်တစ်နေ့ကိုအခု20သိမ့်ပိုက်နိုင်တဲ့အထိဖခင်ကကျွန်တော်တို့ကိုချစ်တဲ့လက်ဆောင်တွေပေးထားတာဖြစ်တယ်အာမင်ဆိုတော့နော်ဖခင်ကကျွန်တော်တို့ကိုဘယ်လောက်ထိဂတိတော်တွေပေးထားလဲဆိုတော့ကျွန်တော်တို့ကြောက်ရွံ့နေတဲ့အချိန်မှာယောရှုမှတ်စာအခန်းကြီး1အငယ်9မှာတင့်ကိုငါမှာထားသည်မဟုတ်လောအာယူ၍ရဲခြင်းရှိလောမကြောက်နဲ့စိတ်မပြတ်နဲ့သွားလေရာ၌တင်ဤဖခင်သခင်ထာဝရဖခင်ရှိသည်ဟုမိန့်တော်မူ၏တဲ့ကျွန်တော်တို့ကကြောက်ရွံ့တဲ့အချိန်မှာကျွန်တော်တို့ရဲ့ဘဝကတော့ပြီးသွားပြီနော်ငါတို့ဘာမှမျှော်လင့်စရာမရှိဘူးလို့ထင်တာဒါပေမဲ့ဖခင်ကဘာလဲဆိုတော့ခါကျတော့ငါရှိသေးတယ်တဲ့မကြောက်နဲ့တဲ့ယုံကြည်ခြင်းနဲ့ဆက်ပြီးမတက်ရက်တဲ့အခါမှာကျမတို့အတွက်ဖခင်ကရှေ့ကိုတိုက်ပြီးမှာဖြစ်တယ်အာမင်နောက်ခါကျမတို့အနာဂတ်ပျောက်တယ်လို့ခံစားနေရတဲ့အချိန်မှာယေရမိအခန်းကြီး9အငယ်ယေရမိအခန်းကြီး29အငယ်17မှာNo, for I know the plans I have for you, declare the Lord, plans to prosper you and not to harm you, plans to give you hope and a future. ဖခင်ကကျမတို့ကိုကြံစီထားတဲ့အကြံစီတွေကနော်ကျမတို့စီးစိမ်ချမ်းသာရှိဖို့အတွက်ကျမတို့အတွက်အန္တရာယ်ရှိဖို့မဟုတ်ဘူးလေကျမတို့ဒုက္ခရောက်ဖို့မဟုတ်ဘဲနဲ့ကျမတို့အတွက်အနာဂတ်နဲ့မျှော်လင့်ခြင်းကိုပေးဖို့ရန်အတွက်ဖြစ်တယ်တဲ့ဒါကြောင့်ကျမတို့ဘယ်တော့မှအနာဂတ်မပြောက်ဘူးဖခင်ထဲမှာဆိုကျမတို့မှာအနာဂတ်ရှိတာဖြစ်တယ်အာမင်ကျမတို့ခွန်အားမရှိတော့ဘူးလို့ခံစားရတဲ့အချိန်မှာစာလံအခန်းကြီး46အငယ်1မှာဗါလဲဆိုဖခင်သခင်ဒီငါတို့ခိုလုံရာဖြစ်ပြီးခွန်အားကိုပေးတော်မူ၏ဘေးရောက်သည့်ကာလအထူးသဖြင့်ကူမတော်မူကြောင်းထင်ရှားလျက်ရှိ၏တဲ့အာမင်ကျမတို့ခွန်အားမရှိတော့ဘူးဒုက္ခရောက်တဲ့အချိန်မှာဖခင်ကိုကိုးကွယ်လို့ရတယ်ဖခင်ကိုရှာလို့ရတယ်ဖခင်ကဘေးရောက်တဲ့ကာလမှာအထူးသဖြင့်ကျမတို့ကိုကူမလျက်ရှိတာဖြစ်တယ်အာမင်အာမင်ဆိုတော့ဖခင်ရဲ့ဒီဂတိတော်တွေအားလုံးဖခင်ကပေးပြီးသားဖြစ်တယ်ဒါပေမဲ့ကျမတို့ဘက်ကအဲ့ဒီအရာလေးကို unwrap လုပ်ဖို့လိုအပ်တယ်เนาะဘာလို့လဲဆိုတော့เนาะတစ်ခါမှဖခင်ကလက်ဆောင်ပေးတဲ့အခါမှာလက်ဆောင်ကထုတ်ပိုးထားတာเนาะsurprise လုပ်တာဖခင်เนาะဆိုတော့အဲ့ဒီလက်ဆောင်ကိုကျမတို့ကကြည့်တဲ့အခါမှာเนาะသူ့ရဲ့ size ကိုကြည့်ပြီးတော့လဲအထဲကဘာကောင်းလားမကောင်းလားမသိရဘူးเนาะ iPhone ဆို size လေးကတိတိလေးဒါပေမဲ့ပုံအကြီးပေးတာထက်ပိုပြီးတော့တန်ဖိုးရှိတယ်เนาะထိုနည်း၎င်းမဲ့ကျမတို့ရဲ့ wrapping paper လေးကိုကြည့်ပြီးတော့လေအဲ့ဒီလက်ဆောင်ကကောင်းလားမကောင်းလားဆိုတာကျမတို့ကမခွဲခြားနိုင်ဘူးဒါပေမဲ့ကျမတို့မှတ်ထားရမယ့်အရာကဖျားပေးတဲ့လက်ဆောင်ဆိုရင်တော့ကောင်းပြီးသားဖြစ်တယ်အာမင်အာမင်ဆိုတော့เนาะဖခင်ကမထင်ထားတဲ့ပုံစံနဲ့ကျမတို့ရဲ့အသက်တာကိုလက်ဆောင်လေးတွေပြီးတတ်တယ် promotion လေးတွေပြီးတတ်တာဖြစ်တယ်။နောက်ကျမတို့မြင်ရတဲ့နော်ထုတ်ပိုးထားတဲ့ဒီ wrapping paper လေးတွေ size ကလေးတွေအားဖြင့်ကျမတို့အဲ့ဒီလက်ဆောင်ကိုတန်ဖိုးမဖြတ်ကြစုံနဲ့ဖခင်ပေးတဲ့အရာဖခင် promotion ပေးတယ်ဆိုလို့ရှိရင်ဘလောက်ပဲခက်ခဲပါစေဖခင်ကကျမတို့အတွက်အကောင်းဆုံးကိုပြင်ဆင်ပေးထားတာဖြစ်တယ်။ဆိုတော့နော်ယောရှုရဲ့အသက်တာမှာဆိုလဲထိုနည်း၎င်းပဲဖခင်ကသူ့ကိုပြောထားတာနော်မောရှေတည်သွားပြီးပြီဆိုလို့ရှိရင်မောရှေရဲ့နောက်မှာနော်ဣသရေလလူမျိုးကိုသူ့ကိုဥဆောင်ဖို့အတွက်ယောရှုကိုမှာထားတာဖြစ်တယ်။ဆိုတော့ယောရှုအခန်းကြီး1အငယ်1ကနေ2ကိုဖတ်ရအောင်။ထာဝရဘ
ဖျားဤကျွန်မောရှိသည်တဲ့အနိစ္စရောက်သောနောက်မောရှိလက်ထောက်နုံဤသားယောရှုအားထာဝရဘုရားကငါဤကျွန်မောရှိသည်အနိစ္စရောက်လေပြီဤလူအပေါင်းတို့သည်ယခုထား၍ယော်ဒန်မြစ်တစ်ဖက်သို့ကူးကြလောဣသရေလအမျိုးသားတို့အားငါပေးသောပြည်ကိုဝင်စားကြလောအာမင်เนาะဆိုတော့ယောရှုကိုဣသရေလအမျိုးရဲ့ခေါင်းဆောင်အဖြစ်ဖခင်ကလက်ဆောင်ပေးလိုက်တယ် promotion ပေးလိုက်တယ်ဒါပေမဲ့သူ့ကိုလက်ဆောင်ပေးတဲ့လက်ဆောင်ကြီးကနော်ယာဒူးတော်မြင့်သွားတယ်ဣသရေလတစ်မျိုးလုံးကိုဥဆောင်ရတဲ့ယာဒူးဖြစ်တော်ညာလည်းပဲသူစလုပ်ရတဲ့အရာကြီးကတိတ်ပြောစရာမကောင်းဘူးဘာလို့လဲဆိုတော့ယော်ဒန်မြစ်တစ်ဖက်ကိုဒီဣသရေလလူမျိုးတွေနဲ့ကူးရမှာယော်ဒန်မြစ်ကိုလဲကူးရအောင်ပဲဘယ်သူတွေနဲ့လဲဆိုတော့သူ့ရဲ့ဒီဣသရေလလူမျိုးတွေနဲ့သူကောင်းကောင်းသိတယ်ဒီဣသရေလလူမျိုးဆိုတာနော်ဖယားကိုလည်းမထောက်သူတို့ကိုကယ်ခဲ့တဲ့မောရှေကိုလည်းမထောက်သူတို့တခုခုဒုက္ခရောက်ပြီဆိုတာနဲ့မောရှေကိုပုံကန်တယ်ဖယားကိုပုံကန်တယ်ခဲနဲ့ပြစ်ပေါက်ဖို့သူတို့ကြိုးစားတယ်တစ်ခါပြန်လှည့်ပြီးတော့နော်အေဂုရုပြည်ကိုပြန်ခြင်းတဲ့လူမျိုးစားဖြစ်တယ်ဆိုတော့ဒီလူမျိုးကိုသူကခေါ်ပြီးတော့ယော်ဒန်မြစ်ကိုဖြတ်ဖို့ဆိုတာကပထမဆုံးသူ promotion ရတဲ့လက်ဆောင်ကြီးကအဲ့လိုကြီးဖြစ်တယ်ဆိုတော့သူ့အတွက်ကတော့ promotion ရတယ်လို့သာပြောတာလက်ဆောင်ရတယ်လို့သာပြောတာတအားကြီးပြောစရာမကောင်းနေဘူးသူကြောက်မှာပဲနော်ဒါပေမဲ့ဖခင်ရဲ့ဂတိစကားကသူ့စီကိုရောက်လာတာဖြစ်တယ်ဖခင်ရဲ့ promise တစ်ခုကရောက်လာတာဖြစ်တယ်အဲ့ဒါကဘာလဲဆိုတော့ယောရှုအခန်းကြီး1အငယ်9ကနေ6ရောက်ဖတ်ရအောင်တိအသက်တီတိကာလပတ်လုံးတင်းရှိမှာအဘယ်သူမျှမခံမရက်နိုင်ရာမောရှေနဲ့အတူငါရှိတဲ့ကဲ့သို့တင်းနဲ့အတူငါရှိလိမ့်မည်ငါသည်တင့်ကိုမစွန်းတင့်ကိုပြည့်၍မထားအာယူ၍ရဲရင်ချင်းရှိလောဘိုးဘေးတို့အားပေးမိဟုငါကြိမ်ဆိုသောပြည်ကိုတင်သည်ဤလူတို့အားဝေ၍အမွေပေးရမည်အာမင်ဖခင်ရဲ့ဂတိစကားကဘာလဲဆိုတော့ခါကြတော့နော်မောရှေနဲ့အတူငါရှိတဲ့ကဲ့သို့တင်နဲ့အတူငါရှိမယ်လို့ယောရှုကိုသူကပြောလိုက်တာဖြစ်တယ်အဲ့ဒီစကားကကျွန်မထင်တယ်သူရှေ့ဆက်ရင်ဆိုင်ရမယ့်အရာတွေအားလုံးကိုသူရင်ဆိုင်နိုင်တဲ့အကြောင်းရင်းတစ်ခုဖြစ်တယ်ဘာလို့လဲဆိုတော့ယောရှုကမောရှေရဲ့ညာလက်ယုံဖြစ်တယ်နော်ယောရှုသူမောရှေဒီတောက်လျှောက်နော်ဣသရေလပြည်ကနေထွက်လာခဲ့တဲ့အချိန်မှာဖခင်ကသူနဲ့အတူဘလောက်ပါရှိတယ်လဲဖခင်ကမောရှေနဲ့အတူဘလောက်ယက်တီပေးလဲဆိုတာကိုသူကောင်းကောင်းသိခဲ့တာဖြစ်တယ်ဆိုတော့ဖခင်ရဲ့ဂတိစကားကမောရှေနဲ့အတူရှိတဲ့ကဲ့သို့တင်းနဲ့ငါအတူရှိမယ်ဆိုတဲ့စကားကသူ့ကိုမတက်ရက်စေနိုင်တာဖြစ်တယ်အာမင်ဖခင်ရဲ့ဂတိတော်ရောက်လာတဲ့အခါမှာသူ့အထဲမှာကြောက်ရွံ့ခြင်းမရှိတော့ဘူးသူဒီလူတွေကိုဆက်လက်ပြီးဥဆောင်နိုင်ဖို့ရန်အတွက်သူ့ရဲ့အသက်တာကအစဉ်သင့်ဖြစ်တာဖြစ်တယ်ဆိုတော့ဟေရှာယနော်အခန်းကြီး41အငယ်10မှာဗာရေးထားလဲဆိုတော့နော်ကျွန်တော်တို့ဖတ်ရအောင်မစိုးရိမ်နဲ့တဲ့ငါသည်တင့်ဘက်မှာရှိ၏ခိုင်ခန့်စေမည်တင့်ကိုငါဆောင်မမည်ငါတစ္ဆာလက်ရလက်ဖြင့်ထောက်ပင့်မည်ဆိုတော့အင်္ဂလိပ်လိုလေးဆက်ဖတ်ကြည့်အောင် So do not fear for I am with you do not be dismayed for I am your God I will strengthen you and help you I will uphold you with my righteous right hand ဆိုတော့အဲ့ဒီအရာလေးမှာကျွန်မဘာကို emphasize လုပ်ချင်လဲဆိုတော့ I will uphold you တဲ့ uphold you ဆိုတာကတနည်းအားဖြင့်ပြောတာဆိုတော့ I will carry you တင်းကိုငါချီမထားမှာချီပင့်ထားမှာတဲ့နော်ဆိုတော့ဘလောက်ထိဖခင်ကကျမတို့ကိုလုံခြုံစိတ်ချစေလဲဆိုတော့ကလေးတစ်ယောက်ကိုချီမထားတဲ့ကဲ့သို့သူ့ရဲ့ညာလက်နဲ့တကူကြီးသောညာလက်တော်နဲ့ကျမတို့ကိုချီမထားမှာဖြစ်တယ်အာမင်အဲ့ဒီအရာလေးကိုဖခင်ပြောတဲ့အခါမှာကျမအရင်တို့ထိတာဖြစ်တယ်ဆိုတော့ကျမသမီးလေးဂျိုဝဲနာသူအငယ်ဆုံးလေးဆိုတော့နော်သူ့ကလေးလေးဖြစ်တဲ့အခါမှာနော်သူ့စီကိုလူတယောက် stranger တယောက်ကလာပြီးတော့သူ့ကိုလာတိုက်ခိုက်မယ်ဆိုကျမကအရင်ဆုံးရှေ့ကနေပြေးသွားပြီးသူ့ကိုခြိလိုက်မှာဖြစ်တယ်နော်သူ့ကိုခြိပင့်လိုက်မှာဖြစ်တယ်အဲ့လိုခြိပင့်တာကိုမှရှေ့ကရန်သူကဆက်လာတယ်ဆိုရင်ကျမကဂျိုဝဲနာအစားတိုက်ခိုက်တော့မှာဖြစ်တယ်အာမင်ဒီလိုပဲဖခင်ကကျမတို့ကိုအန်ရတစ်ခုကြုံလာတဲ့အခါမှာခြိပင့်ပြီးတော့ရန်သူကိုသူကတိုက်ခိုက်ပြီးမဲ့ဖခင်ဖြစ်တယ်အာမင်အာမင်ဒါကြောင့်မို့ဖခင်ကပြောနေတာဖြစ်တယ်မကြောက်ပါနဲ့တဲ့ဖခင်ကတင်းနဲ့အတူရှိတော်ဖခင်ဖြစ်တယ်အာမင်အာမင်ဖခင်ကတင့်ကိုခြိမမှာဖြစ်တယ်တင့်ကိုကလေးတစ်ယောက်ကဲ့သို့ကာကွယ်ပေးမှာဖြစ်တယ်အာမင်ဒါကြောင့်ဖခင်ကကျမတို့ကို promotion ပေးချင်တော်ဖခင်ဖြစ်တယ်ဒါပေမဲ့ဖခင်ပေးတဲ့ပုံစံကကျမတို့ထင်ထားတဲ့ပုံစံနဲ့တူချင်မှတူမှာဖြစ်တယ်ဒါပေမဲ့ကျမတို့ဘက်ကကြောက်ဖို့မလိုကျမတို့ရဲ့အမေကျမတို့ရဲ့အဖေကျမတို့ရဲ့ဆွေမျိုးတွေကိုကယ်တင်ခဲ့တော်ဖခင်ကကျမတို့ကိုကယ်တင်အောင်မှာဖြစ်တယ်အာမင်မောရှေကိုနဲ့အတူရှိခဲ့တဲ့ဖခင်ကယောရှုနဲ့အတူရှိအောင်မှာဖြစ်တယ်အာမင်ဒါကြောင့်မို့တော့ဖခင်ကကျမတို့ကိုတခုခုလှုပ်ခိုင်းတဲ့အခါမှာတခုခုစေခိုင်းတဲ့အခါမှာတခုခု promotion ပေးတဲ့အခါမှာဖခင်က
သူကအတူပါရှိပြီးတော့အဲ့ဒီအရာကိုစွမ်းဆောင်နိုင်တဲ့အစွမ်းတတိကိုတင့်တဲ့ထဲမှာထည့်ပေးပြီးသားဖြစ်တယ်အာမင်ဒါကြောင့်ကျမတို့ဘက်ကမကြောက်ဖဲနဲ့ရက်တည်နေဖို့ပဲလိုတာဖြစ်တယ်ဖခင်ကအစအဆုံးတာဝန်ယူတော်ဖခင်ဖြစ်ပါတယ်အာမင်ဆိုတော့နော်ကျမတို့ဖခင်ကအီမာနွေလဖခင်ဖြစ်တယ်ကျမတို့ ਨੇ အတူရှိတော်ဖခင်ဖြစ်တယ်ကျမတို့ဒါပေမဲ့လောကမှာနေတဲ့အခါမှာအခက်အခဲပြဿနာတွေကြုံရတယ်နော်အခက်အခဲပြဿနာတွေကြုံရတဲ့အခါမှာကျမတို့ယုံကြည်သူတွေကဘယ်လိုမျိုးအဲ့ဒီအခက်အခဲပြဿနာကို step by step ဖခင်နဲ့ဖြည့်ရှင်းရမလဲဆိုတဲ့အရာလေးကိုကျမဒီကနေ့မှာယူဆောင်လာတာဖြစ်တယ်နော်ကျမscientistဖြစ်လို့လာတော့မသိဘူးကျွန်မစမ်းစာဖတ်တဲ့အခါမှာကျွန်မကအဲ့လို analyze လုပ်ပြီးတော့เนาะဒီပြဿနာအတွက်ငါကြုံနေရတဲ့ပြဿနာအတွက်ဆိုရင်ဖခင်ကဘယ်လိုပြဿနာကိုဖြေရှင်းနိုင်လဲဆိုတဲ့solution ကိုကျွန်မကစမ်းစာဖတ်ရင်အများတန်းအဲ့လိုမျိုးစဉ်းစားပြီးတော့เนาะကိုယ့်အတွက်ယူပြီးတော့ဖတ်လို့ရှိတယ်ဒါကြောင့်မို့လို့ကျွန်မတို့ဒီကနေ့မှာကျွန်မပြောချင်တဲ့အရာကတော့ practical biblical solution ကိုကျွန်မပေးချင်တာဖြစ်တယ်ဘယ်အချိန်မှလဲဆိုလို့ရှိရင်ကျွန်မတို့ရဲ့အသက်တာမှာအခက်အခဲတစ်ခုခုနဲ့ကြုံတဲ့အချိန်ဒါမှမဟုတ်ရှင်ကျွန်မတို့ promotion ရပြီးတော့အဲ့ဒီအရာကိုဘယ်လိုကြော်လွှားရမလဲဆိုတဲ့အရာကိုဒီကနေ့မှာကျွန်မတို့အတူတကွလေ့လာကြမှာဖြစ်တယ်ဆိုတော့เนาะယောရှဖတ်အကြောင်းလေးကိုကျွန်တော်တို့လေ့လာကြရအောင်နှစ်ရာချုပ်အခန်းကြီး20အငယ်1ကနေ2ဖြစ်တယ်ပြီးတွေ့ရင်ဖတ်မယ်နော်ထို့နောက်မှာတဲ့မောဘအမျိုးသားနဲ့အာမန်အမျိုးသားတို့သည်အေဒုံအမျိုးသားအချို့နှင့်တကွယောရှဖတ်ကိုစစ်တိုက်မိဟုချီလာကြ၏အိုင်ကြီးတစ်ဖက်အေဒုံပြည်ဘက်ကများစွာသောအလုံးအရင်စစ်ချီလာ၍အင်္ဂင်ဒီအမည်ရှိသောဟာဇာဇုနာမမြို့မှာရှိကြပါသည်ဟုယောရှဖတ်အားကြားလျှောက်လေတဲ့ယောရှဖတ်အသက်တာမှာသူပြဿနာအကြီးသူစတွေ့ရတဲ့အချိန်ဖြစ်တယ်နော်အလုံးအရင်နဲ့သူ့စီကိုစစ်ချီလာတဲ့လူမျိုးများစွာကအလုံးအရင်နဲ့သူ့တယောက်တည်းစီကိုလာပြီးတော့စစ်ချီလာတဲ့အချိန်ဖြစ်တယ်သူ့ရဲ့အသက်တာမှာအခက်ခဲပြဿနာအကြီးနဲ့ဂျင်ဆိုင်ကြုံတွေ့ရတဲ့အချိန်ဖြစ်တယ်နော်သူတယောက်ဆိုတယောက်တစ်မျိုးဆိုတစ်မျိုးပြန်တိုက်နိုင်တယ်ဒါပေမဲ့အခုဟာကသူ့စီကိုပေါင်းပြီးတော့လူတွေကလာပြီးလှုပ်ကြံတဲ့အချိန်ဖြစ်တယ်အဲ့ဒီအချိန်မှာနော်ကျမတို့ရဲ့အသက်တာမှာလည်းထိုနည်း၎င်းပဲတစ်ခါမှပြဿနာကအစုလိုက်ယုံလိုက်လာတတ်တယ်ဒါပေမဲ့ကျမတို့ကြောက်ဖို့မဟုတ်ဘူးဘယ်လိုမျိုးဖျားနဲ့ step by step သွားရမလဲဆိုတာကိုဒီကနေ့မှာကျမတို့နှုတ်ကပတ်တော်အပြင်ခွန်အားယူကြမှာဖြစ်တယ်ဆိုတော့เนาะယောရှဖတ်မင်းကြီးကအဲ့လိုသူ့ရဲ့အသက်တာမှာပြဿနာကြုံလာတဲ့အခါမှာဘာလုပ်လဲဆိုတော့ပထမဆုံးတစ်ခုကဘာလဲတဲ့ကြည့်ပါအောင်ကျွန်မပေးထားတဲ့အရာလေးက pray စပြီးတော့သူကဆူတောင်းတယ်ကျွန်တော်တို့ပြဿနာကြုံရင်ထွက်ပြေးဖို့မဟုတ်ဘူးပြဿနာကြုံရင်အဲ့ဒီဟာကိုလူများကိုရှောက်ပြောပြီးငိုနေဖို့မဟုတ်ဘူးအရင်ဆုံးကျွန်တော်တို့စလုပ်ရမယ့်အရာကဆူတောင်းဖို့ဖြစ်ပါတယ်အာမင်နှစ်ရာကျော်အခန်းကြီး20အငယ်3မှာဗာရေးထားလဲဆိုတော့ယောရှဖတ်သည်ကြောက်၍ထာဝရဘုရားကိုရှာခြင်းကသဘောချလျက်အစာရှောင်ရာအချိန်ကိုယူဒပြည်တစ်လျှောက်လုံးတိုင်းကြီးညာစီတော်မူ၏တဲ့နော်ဆိုတော့ယောရှဖတ်မင်းကြီးကလည်းကြောက်တယ်တဲ့ကျမတို့လိုပဲပြဿနာကြုံရင်ကျမတို့လည်းကြောက်တာပဲနော်ရောက်ရက်တွေခတ်သွားတာငါဘာလုပ်ရမလဲဒီဟာမလုပ်တတ်ရင်ငါရဲ့သားသမီးတွေဘယ်လိုဖြစ်သွားမလဲငါရဲ့မိဘတွေဘယ်လိုဖြစ်သွားမလဲဒီပြဿနာအခက်အခဲပြဿနာဒါမှဖြေရှင်းနိုင်ရင်ငါရဲ့နောက်မှာရှိတဲ့သူတွေဘယ်လိုလုပ်မလဲငါရှေ့ကိုဘယ်လိုဆက်ရမလဲစပြီးတော့ပြဿနာကြုံရင်ကျမတို့ရဲ့ခေါင်းထဲမှာအတွေးတွေအများကြီးရှိတယ်ဒါပေမဲ့ယောရှဖတ်မင်းကြီးကတော့ဘာလို့လဲဆိုတော့ तू ကြောက်တဲ့အခါမှာထာဝရဘုရားကိုရှာဖို့ရန်အတွက်သဘောကျတယ်အစာရှောင်ဖို့ရန်အတွက်သူ့ရဲ့လူတွေအားလုံးကိုစုယုံတယ်ဆိုတော့ကျမတို့လည်းကျမတို့ရဲ့အသက်တာထဲမှာပြဿနာကြုံပြီဆိုလို့ရှိရင်ဘုရားကိုစပြီးမျက်နှာရှာပါစပြီးဆူတောင်းပါဆူတောင်းတာတောင်မှကိုယ့်ရဲ့မိသားစုဝင်ရှိတယ်ဆိုလို့ရှိရင်မိသားစုဝင်အားလုံးနဲ့အတူတကွသဘောညီလျက်ကျမတို့ဆူတောင်းတဲ့အခါမှာကျမတို့ရဲ့ဘုရားကအသက်ရှင်တော်ဘုရားဖြစ်တယ်စကားပြောမှာဖြစ်တယ်အာမင်အာမင်ဆိုတော့နော်ဆူတောင်းတဲ့အခါမှာလေကျမတို့ယုံကြည်သူတွေတချို့လုံးတက်တာကဆူတောင်းတယ်ငါဆူတောင်းတယ်ဆိုပြီးတော့ဆူတောင်းပြီးရင်ဘုရားရဲ့စကားကိုဘာညာတွေမကြားတော့ကိုဆူတောင်းပြီးပြီဆိုပြီးကိုလှုပ်ချင်တာလှုပ်တတ်တယ်အဲ့လိုမဟုတ်ဘဲနဲ့ကျမတို့ဆူတောင်းတဲ့အခါမှာလေဘယ်လိုဆူတောင်းရမလဲဆိုတာကိုအသေးစိတ်ဆက်သွားရအောင်နှစ်ရာကျော်အခန်းကြီး20အငယ်6ကနေခွန်ဖြစ်တယ်ဘိုးဘီတို့ဤဘုရားသခင်ထာဝရဘုရားကိုတော်သည်ကောင်းခင်ဘုံဤအရှင်သခင်ဖျားသခင်ဖြစ်တော်မူသည်မဟုတ်လောတပါးအမျိုးသားနေရာတိုင်းနိုင်ငံရှိသမျှတို့ကိုအစိုးရတော်မူသည်မဟုတ်လောအဘယ်သူမျှမစည်းတားနိုင်အောင်ခွန်အားတကူကြီးတော်မူသည်မဟုတ်လောဤပြည်၌နေဘူးသောသူတို့ကိုကိုတော်ဤလူဣသရေလအမျိုးရှေ့မှနှင်ထုတ်၍ကိုတော်အဆွေအာဗြဟံဤသားမြေးတို့အားဤပြည်ကိုအစဉ်ပေးတော်မူသောအကျွန်ုပ်တို့ဤဖျားသခင်ရှိတော်မူသည်မဟုတ်လောနော်ဆိုတော့ तू ကယောရှဖတ်မင်းကြီးက तू ကအရန်တော့ဉာဏ်ပညာရှိတယ်ပြဿနာကြုံလာတဲ့အခါမှာ तू အရင်ဆုံးဆူတောင်းတဲ့အခါမှာဘယ်လိုဆူတောင်းလဲဆိုတော့ဖခင်ကို तू ကကြီးမြတ်စေတာဖြစ်တယ်အာမင်ထာဝရဖခင်ကိုတော်
ကိုရောကားတဲ့ကောင်းကင်ဘုံရဲ့အရှင်ဖြစ်တယ်မဟုတ်လားတပားအမျိုးသားတို့နေထိုင်တဲ့တိုင်းနိုင်ငံရှိသမျှတို့ကိုလည်းအစိုးရတဲ့ဖျားမဟုတ်ဘူးလားတဲ့အဘယ်သူမျှမစည်းတားနိုင်အောင်ခွန်အားကြီးတဲ့ဖျားမဟုတ်ဘူးလားတဲ့ဤပြေ၌ຫນွေဘူးသောသူတို့ကိုကိုရောရဲ့ဣသရေလအမျိုးရှိမှနှင်ထုတ်ခဲ့ဘူးတဲ့သူမဟုတ်ဘူးလားတဲ့သူကဖျားကိုစပြီးတော့ချီးမွမ်းတာဖျားကြီးမြတ်ကြောင်းကိုသူကဝန်ခံတာဖြစ်တယ်ဆိုတော့ကျွန်တော်တို့ပြဿနာကြုံလာတဲ့အခါမှာနော်ဖြစ်တတ်တဲ့အရာကအဲ့ဒီပြဿနာကိုစဉ်းစားရင်းနဲ့ပြဿနာကြီးကိုစဉ်းစားရင်းပြဿနာပဲစဉ်းစားမိသွားတဲ့အခါမှာပြဿနာကြီးကပိုကြီးလာတာဖြစ်ထက်လားမသိဘူးเนาะဟာအဲ့ဒီပြဿနာဘယ်လောက်ထိကြီးတာအဲ့ဒီပြဿနာကိုငါဘယ်လိုဖြေရှင်းနိုင်မှာလဲဒီအရာကဘယ်လောက်ထိခက်ခဲတာဆိုတာပဲကျမတို့စဉ်းစားတဲ့အခါမှာပြဿနာကြီးကပိုကြီးလာတာကျမတို့ရဲ့အထဲမှာပိုပြီးဝင်ပိလာတာအဲ့လိုမဟုတ်ဘဲနဲ့ဖယားကိုကြီးမြတ်စေတဲ့အခါမှာဖယားဘလောက်ကောင်းမြတ်တယ်ဆိုတာကိုဝန်ခံတဲ့အခါမှာဖယားကအရာအားလုံးထက်သာ၍ကြီးတယ်ဆိုတဲ့အခါမှာကျမတို့ပြန်လှည့်ကြည့်တဲ့အခါမှာပြဿနာကတေးသေးလေးဖြစ်သွားတာဖြစ်တယ်အာမင်ဒါကြောင့်ကျမတို့ပြဿနာကြုံလာတဲ့အခါမှာဆုတောင်းမှာအဲ့လိုဆူတောင်းတဲ့အခါမှာဘယ်လိုဆူတောင်းရမလဲဆိုတော့အရင်ဆုံးပါတယ်လေဆိုတော့ကျွန်မယူလာတဲ့အရာက let God bigger than your problem ဖယားသခင်ကိုတင့်ရဲ့ပြဿနာထက်ကြီးမြတ်စီပါအာမင်ဆိုတော့နော်ဖယားကိုကြီးမြတ်စီတဲ့အခါမှာပြဿနာကငယ်သွားမှာဖြစ်တယ်အဲ့ဒါပြီးတဲ့အခါမှာ तू ဖယားကိုကြီးမြတ်စီတဲ့အခါမှာဖယားကိုကောင်းမြတ်ကြောင်းဝန်ခံပြီးတဲ့နောက်မှာ तू ဘာဆက်လုပ်လဲဆိုတော့200ကျော်အခန်းကြီး20အငယ်30ကနေ17ဖြစ်တယ်ယခုတွင်ဣသရေလအမျိုးသားတို့သည်အေဂရုပြည်မှထွက်လာသောအခါတိုက်ရသောအခွင့်ပေးတော်မမူလွှဲရှောင်၍မဖြတ်စည်းဘဲထားခဲ့သောအေမန်အမျိုးသားမောဘအမျိုးသားဇီရတောင်သားတို့သည်အကျွန်ုပ်တို့အားအပိုင်ပေးတော်မူသောအမွေခံရာမြေတဲကအကျွန်ုပ်တို့ကိုနှင်ထုတ်ခြင်းကလာ၍အဘယ်သို့ဂျေဇုဆက်ပါသည်ကိုကြည့်ရှုတော်မူပါဆက်သွားမယ်ဆိုရင်အိုးအကျွန်ုပ်တို့ဖျားသခင်သူတို့ကိုမစီရင်ဘဲနေတော်မူမီလောအကျွန်ုပ်တို့ကိုတိုက်အံ့သောငါလာသောဤအလုံးရင်းကြီးကိုအကျွန်ုပ်တို့သည်စီးတားခြင်းကမတက်နိုင်ပါအဘယ်သူပြုတ်ရမည်ကိုမသိပါဒီမှာရက်ထားရနော်ဆိုတော့နော်သူကပြဿနာကိုကြုံတဲ့အခါမှာဆူတောင်းပြီးတော့ဖျားကိုကြီးမြတ်စီတယ်အဲ့ဒီခါပြီးတဲ့အခါမှာ तू ဘာလုပ်လဲဆိုတော့နော်ပြဿနာကြီးကို तू ဒီပြဿနာဘလောက်ကြီးလဲဒီရန်သူကဘလောက်ဆိုးဝါးလဲဆိုတာကို तू complain မတတ်ဘူးဒီထဲမှာရေးထားရနော်ဒီလူကဘယ်လိုလူမျိုးလဲသူ့ကိုလာတိုက်တဲ့လူတွေကဘယ်လိုလူမျိုးလဲဆိုတာတော့ तू ပြောတယ်ဘာပြောလဲဆိုတော့ခါကြတော့သူတို့နော်ဒီအေဂရုပြည်ကထွက်လာတဲ့အခါသူတို့ဒီလူမျိုးတွေအေမန်အမျိုးသားမောဘအမျိုးသားဇီရတောင်သားတွေကိုသူတို့တိုက်ခွင့်ရှိတယ်ဖြတ်စည်းခွင့်ရှိတယ်ဒါပေမဲ့မဖြတ်စည်းဘဲနဲ့သူတို့ကိုလွှတ်ပေးလိုက်တာအဲ့ဒီလွှတ်ပေးလိုက်တဲ့လူတွေအားလုံးကဂျေဇုမတင်ဘဲနဲ့သူတို့ကိုပြန်ပြီးတော့စုဝေးပြီးတော့လာတိုက်တဲ့သူတွေဖြစ်တယ်ဆိုတော့တဲ့ဖျားသခင်ကတဲ့သူတို့ကိုမစီရင်ပဲနေမှာလားတဲ့ကျွန်ုပ်တို့ကိုတိုက်အံ့တော့ငါဤအလုံးရင်းကြီးကိုကျွန်ုပ်တို့ဒီစီးတားခြင်းကမတတ်နိုင်ပါတဲ့သူကနော်ပြဿနာကိုကြုံလာတဲ့အခါမှာဖယားကိုကြီးမြတ်စေတယ်နောက်တစ်ခါပါလဲဆိုတော့ complain တက်မနေဘူးဒီလူတွေကဘလောက်ထိဆိုးတာကိုတော့တိမှာပါကျွန်တော်တို့ကိုနော်နောက်ကျောကိုဓာတ်နဲ့ထိုးတဲ့သူတွေဖြစ်တယ်ငါတို့အဲ့လိုလွှတ်ပေးခဲ့တာဒါပေမဲ့အခုကျတော့ငါ့ကိုလာပြီးတော့ပြန်တိုက်တာဘလောက်ရုံမှလဲအဲ့လိုတွေပြတ်ပြီးတော့ complain မတက်ဘူးဒီလူတွေကဘလို့လူမျိုးဖြစ်တယ်ကိုတော့တိပါတယ်အဲ့ဒီအရာကိုကျွန်တော်တို့မတက်နိုင်ပါ तू မတက်နိုင်တဲ့အရာကို तू ကဖယားသခင်ဆံမှာလုံးလျက်လျက်စက္ကန့်အနန္တာဖြစ်တယ်။ तू မတက်နိုင်ကြောင်းကို तू ဝန်ခံတယ်။ဒါပေမဲ့ကိုတော်ကတက်နိုင်တော့ဖရားဖြစ်တယ်ဆိုတော့ကို तू ကဝန်ခံတာဖြစ်တယ်။အာမင်။အာမင်။ဒါကြောင့်ကျွန်တော်တို့ပြဿနာကြုံလာတဲ့အခါမှာပြန်ကြည့်ရအောင်နော်။ဘာလဲဆိုတော့ပထမဆုံးလုပ်ရမယ့်အရာက pray ဆူတောင်းဖို့ရန်အတွက်ဖြစ်တယ်။အဲ့လိုဆူတောင်းတဲ့အခါမှာလဲဆူတောင်းရင်ပြီးရောမဆူတောင်းမဲနဲ့ဘာလုပ်ရမလဲဆိုတော့ let God bigger than your problem ဖရားကိုကြီးမြတ်စေရအောင်ဖရားကိုကြီးမြတ်စေတဲ့အခါမှာပြဿနာကတီးသွားမှာဖြစ်တယ်။နောက်တစ်ခုကတော့ဘာလဲဆိုတော့ no complain but surrender and trust in him complain မတက်ပါနဲ့ complain တက်တယ်ဆိုလို့ရှိရင်เนาะကျမတို့က complain တက်ရင်နဲ့ရန်သူကိုလည်းစိတ်ဆိုးတယ်ပြဿနာကိုလည်းစိတ်ဆိုးတယ်ကြားတဲ့အခါမှာဖရားကိုပါစိတ်ဆိုးလာဘာလို့ဖရားကဒီဟာကိုဖြစ်စေရတယ်ဒါကိုဖရားကမသိဘူးလားဖရားဘာလို့တာဝန်မယူတာကျွန်တော်ဘဝထဲကိုဒီပြဿနာဘာလို့ရောက်လာရတာလဲဆိုပြီးတော့ဖရားကိုပါကျမတို့ကစောရကတွေတက်မိသွားတတ်ကြတယ်အရှိန်ပါသွားတာเนาะဆိုတော့အဲ့လိုမလုပ်ဘဲနဲ့ပြဿနာကြုံလာတဲ့အခါမှာဒီလူဘလောက်ဆိုးလဲဒီလူကဘလို့ကိုမကောင်းကြံတာလဲဆိုဖရားကတိပြီးသားဖရားလိုချင်တာကတင့်ရဲ့ surrender လုပ်တဲ့နှလုံးသားကိုလိုချင်တာဖြစ်တယ်သူ့ကိုယုံကြည်တဲ့နှလုံးသားကိုသူလိုချင်တာဖြစ်တယ်အာမင်ဒါကြောင့်ကျမတို့ဘက်က no complain but surrender and trust in him เนาะဖရားကိုကျမတို့လုံးလျက်စက္ကန့်အနံပြီးတော့သူ့ကိုယုံကြည်ဖို့ရန်အတွက်ရည်ကြီးတာဖြစ်တယ်ဆိုတော့เนาะအဲ့ဒီနောက်မှာတော့ကျမတို့သူဘာဆက်လို့လဲဆိုတာကိုကြည့်ရအောင်နံပါတ်2ကဘာတဲ့လဲဆိုတော့ listen ကျမတို့ကဆူတောင်းပြီးပြီဆိုရင်
နားထောင်ဖို့ရန်အတွက်လိုအပ်တာဖြစ်တယ်နော်နေ့ရချို့အခန်းကြီး20အငယ်7ကနေ73ကိုသွားရအိုးကျွန်ုပ်တို့ဖျားသခင်သူတို့ကိုမစီရင်ဘဲနေတော်မူမီလောကျွန်ုပ်တို့ကိုတိုက်အံ့သောငါလာသောဤအလုံးရင်းကြီးကိုကျွန်ုပ်တို့သည်စီးတားခြင်းကမတက်နိုင်ပါအဘယ်သို့ပြုရမည်ကိုမသိပါကိုတော့ကိုသာမျှော်ကြည့်လျက်နေကြပါသည်ဟုဆုတောင်း၍ယူဒလူအပေါင်းတို့သည်တာမယာသူငယ်တို့နှင့်တကွာထာဝရဘုရားရှေ့တော်၌ရက်နေကြ၏အာမင်သူတို့ဘာလုပ်နေကြလဲဆိုတော့ဆုတောင်းပြီးတဲ့အခါမှာနော်ရက်နေကြတယ်တဲ့ဒါကိုကျွန်မအရင်တုန်းကလည်းပြောဘူးတယ်ရက်နေကြတယ်ဆိုတဲ့အရာကသူတို့ free gear ကိုထားလိုက်တာဖြစ်တယ်ဟိုဘက်ကိုသွားလဲရတယ်ထွက်ပြေးလဲရတယ်ရှေ့ကိုဆက်တိုက်လဲရတယ်ဒါပေမဲ့အဲ့လိုမလုပ်ဘဲနဲ့ဖရားရဲ့အတန်ကိုကြားခြင်းလဲဆိုပြီးတော့သူတို့ကဖရားအတန်မကြားမချင်းရက်နေကြတာဖြစ်တယ်အာမင်သူတို့ရဲ့အသက်တာကိုကြည့်အောင်နော်အရန်ကြီးအေးဆေးနေတဲ့အချိန်တွေမဟုတ်ဘူးရန်သူတွေကဝိုင်းထားတဲ့အချိန်ပြောရမယ်ဆိုအားချမ်းဖြစ်နေတဲ့အချိန်မြန်လုံးမရတော့မှာမဟုတ်ရင်ဟိုကလာချတော့မှာအဲ့လိုအခြေအနေမှာတောင်မှသူကစိတ်ချလက်ချနဲ့ရက်ပြီးတော့ဖရားရဲ့အတန်ကိုနားဆွင့်တော်သူများဖြစ်တယ်။ဒါမင်းတော့ကျမတို့လည်းဆူတောင်းပြီးတဲ့အခါမှာနော်ဆူတောင်းပြီးပြီဆိုပြီးတော့ကိုလုံးချင်တာလုပ်ဖို့မဟုတ်ဘူး။ဖရားအတန်ကြားတဲ့အထိဖရားစကားကိုနားထောင်နိုင်တဲ့သူများဖြစ်ကြဖို့ရောက်ချင်းစီတိုင်းဖျားရှင်ကောင်းချီးပေးပါစေ။နော်သူတို့လည်းဆူတောင်းပြီးပြီနော်ဆိုပြီးတော့ကိုတော့သမီးကျွန်တော်တို့တွေအကုန်လုံးယူဒလူတစ်မျိုးလုံးစုပြီးတော့ဆူတောင်းပြီးပြီကဲစပြီးတော့တိုက်ပြီးနော်ဆိုသူတို့ဘလိုင်းကြီးသွားတိုက်ရင်ဖခင်ကသူတို့နဲ့အတူပါခြင်းမပါမှာဖခင်ကသူတို့တိုက်ခိုင်းတာမဟုတ်တဲ့အတွက်ဖခင်သူတို့ကိုတောင်းဝင်ယူမှာမဟုတ်ဘူးဒါပေမဲ့ဖခင်ရဲ့အတန်ကိုကြားတဲ့အထိသူတို့ကရက်နေကြတာဖြစ်တယ်တဲ့ဆိုတော့နော်ဘာလို့လဲဆိုတော့သူယုံကြည်တာကဖခင်ကခေါ်ရင်ထူတော်ဖခင်မေးရင်ဖြေတော်ဖခင်အတွေ့ခံတော်ဖခင်ဖြစ်တယ်ဆိုတော့သူယုံကြည်လို့ဖြစ်တယ်အဲ့တော့ယောရှုတို့စီကိုဖခင်ရဲ့စကားကရောက်လာတယ်ဖခင်ကအသက်ရှင်တော်ဖခင်ဖြစ်တဲ့အခါမှာကျမတို့ခေါ်ရင်ထူးပါတယ်မေးရင်ဖြေတော်ဖခင်ဖြစ်တယ်အသက်ရှင်တော်ဖခင်ဖြစ်တယ်ကျမတို့ကိုအမြဲတမ်းစောင့်မတော်ဖခင်ဖြစ်တယ်ဆိုတော့နော်ယောရှုတို့ကဖခင်ကိုရှာတဲ့အခါမှာဖခင်အတန်ကိုကြားခြင်းတဲ့အတွက်သူတို့ရက်ပြီးနားထောင်တဲ့အခါမှာဖခင်ရဲ့အတန်ကကျလာတယ်နှစ်ရာချုပ်အခန်းကြီး20အငယ်15မှာထိုသူကားတဲ့အော်ယောရှဖတ်မင်းကြီးနှင့်ယူဒပြည်သူယေရုရှလင်မြို့သားအပေါင်းတို့နားထောင်ကြလောထာဝရဘုရားမိန့်တော်မူသည်ကထိုအလုံးရင်းကြီးကြောင့်မကြောက်ကြနဲ့စိတ်မပြတ်ကြနဲ့စစ်မှုသည်တင်တို့အတာမဟုတ်ဘုရားသခင်အတာဖြစ်တယ်เนาะဒီစကားကိုကျွန်တော်တို့ကြားဘူးတယ်အယံခွန်အားရတဲ့အရာဖြစ်တယ်စစ်မှုကတင်တို့ရဲ့အတာမဟုတ်ဘုရားသခင်ရဲ့အတာဘုရားတောင်းဝင်ယူမယ်ဆိုတဲ့အရာကိုသူတို့အဲ့ဒီဂတိစကားကိုရတယ်ဆိုတော့အဲ့ဒီနောက်မှာသူတို့ဗာဆက်လုပ်လဲဆိုတော့နံပါတ်3မှာ trust and praise him နဲ့ဘုရားကိုသူတို့ကယုံကြည်နဲ့ဘုရားရဲ့ဂတိစကားရပြီးတဲ့အခါမှာယုံကြည်စွာနဲ့ဘုရားကိုချီးမွမ်းကိုးကွယ်ကြတယ်ဘုရားပြောတဲ့စကားကိုလိုက်လျှောက်ကြတာဖြစ်တယ်ဆိုတော့နှစ်ရာကျော်အခန်းကြီး20အငယ်16ကနေပြီးတော့ကျမတို့စက္ခုံထိဖတ်မယ်။လက်ဖြန်နေ့သူတို့ရှိရာသို့ခြီသွားကြလော။သူတို့သည်ဇီးစာမြို့သို့တက်ရလမ်းဖြင့်လာကြစဉ်ယေရရဒေါသနာဂျိုင်းဝါမှာတင်တို့တွေ့ကြလိမ့်မည်။တို့ရာတွင်အိုယူဒပြည်သူယေရုရှလင်မြို့သားတို့တင်တို့စစ်တိုက်ရာအကြောင်းမရှိသည်ဖြစ်၍တည်ကြည်စွာမတ်တက်ရနေလျက်ထာဝရဘုရားကဲ့တင်မှုခြင်းကျေးဇူးကိုကြည့်ရှုကြလောမကြောက်ကြနှင့်စိတ်မပြတ်ကြနှင့်နတ်ဖြန်နှင့်ခြီသွားကြလောထာဝရဘုရားသည်တင်တို့နှင့်အတူရှိတော်မူသည်ဟုမွတ်ဆို၏တဲ့နော်ဖခင်ရဲ့ဂတိစကားသူတို့ရလာပြီဗာလဲလေစစ်မှုသည်တင်တို့အတာမဟုတ်ဘူးဖခင်သခင်အတာဖြစ်တယ်ပြောပြီးနော်ကိုဘာမှလုပ်စရာမလိုဖခင်တောင်းဝင်ယူမယ်ဆိုတဲ့အရာကိုရလာဒါပေမဲ့သူတို့ဘာဆက်လုပ်ရမလဲဆိုတဲ့အရာကိုဖခင်ကဘလို့နီးပေးရတယ်ပေးမလဲနော်ဘလို့နီးနဲ့ရန်သူကိုခြေမုံမလဲဆိုတာကိုဖခင်ကဘလို့စကားပြောလဲဆိုတော့တီကြည်စွာမတ်တက်ရက်နေပါတဲ့ဖခင်ကလည်းလာနောက်နေတာတလောက်ရန်သူတွေဝိုင်းနေတာသွားပြီးမတက်ရက်သေသွားမှာဘောကိုတော့ကြည်လုံအောင်ဖြစ်သွားမှာနော်တီကြည်စွာမတ်တက်ရက်နေဖို့ဖခင်ကပြောတာကလက်တွေ့တော့တိတ်မကြောက်တလောက်ရန်သူတွေဝိုင်းနေတဲ့အချိန်မှာတီကြည်စွာမတ်တက်ရက်နေဖို့ကထပြီးစစ်တိုက်တာထက်ပိုခတ်တယ်နော်တကယ်တမ်းပါလေနော်ကိုရန်သူတွေဝိုင်းနေတဲ့အချိန်မှာတီကြည်စွာမတ်တက်ရက်နေပါဆိုကျမဆိုရင်တော့ဒူးတော်ရင်ထုံပါပဲနော်သူတို့ကိုဖခင်ကပြောတဲ့အရာကတီကြည်စွာမတ်တက်ရက်နေဖို့ပြောတယ်ဆိုတော့အခါမှာနော်လက်တွေ့မကြတော့အရာကိုဖခင်ကခိုင်းရင်လေလုပ်ပါဖခင်ကတောင်းဝင်ယူတော့ဖခင်ဖြစ်တယ်သူ့ရဲ့စကားသူ့ရဲ့အမိန့်ထဲမှာတကူပါပြီးသားဖြစ်တယ်အာမင်ဆိုတော့နော်ကျမတို့ရဲ့အသက်တာမှာလက်တွေ့မကြဘူးဆိုကျမတို့ကမယုံကြည်ခြင်းဘူးဒါပေမဲ့လက်တွေ့ကြတဲ့အရာကိုခွန်အားနဲ့ဖြစ်နိုင်တဲ့အရာဆိုရင်ဖခင်မှမလိုတော့တာ
လက်တွေ့မကြလို့မဖြစ်နိုင်တဲ့အရာကသာလျှင်ဖယားဆိုတဲ့အရာကိုတည်တာစေတာဖြစ်တယ်ဒီအမှုကိုငါလုပ်တယ်ဆိုတာကိုဖယားကတည်တာစေခြင်းမို့ရန်အတွက်ဖယားကလက်တွေ့မကြတဲ့အရာကိုတင့်ကိုတစ်ခါခိုင်းတတ်တယ်ဒါပေမဲ့အဲ့ဒီအရာကိုမကြောက်ပါနဲ့တဲ့ဖယားကစိတ်မပြတ်ပါနဲ့တဲ့နှက်ဖြန်နေ့မှာငါပြောတဲ့အတိုင်းသာခြီသွားပါတဲ့အာမင်ဆိုတဲ့အခါမှာနော်သူတို့ကဘာဆက်လုပ်လဲဆိုတော့200ကျော်အခန်းကြီး20အငယ်18ကနေ19ဖတ်ရအောင်ယောရှဖတ်သည်မြေပေါ်မှာဥချ၍ယူဒပြည်သူယေရုရှလင်မြို့သားအပေါင်းတို့သည်ထာဝရဘုရားရှိတော်၌ပြည့်ဝလျက်ထာဝရဘုရားကိုကိုးကွယ်ကြ၏လေဝိအမျိုးကောဟတ်အနွယ်သားနှင့်ကောရအနွယ်သားတို့သည်ဣသရေလမျိုး၏ဘုရားသခင်ထာဝရဘုရားကိုကျဲသောအတန်နှင့်ချီးမွမ်းခြင်းကရက်နေကြ၏တဲ့ယောရှဖတ်တို့ကဘုရားရဲ့အဖြေကိုစပြီးဖြေကိုကြားပြီးတဲ့အခါမှာစပြီးသူတို့ကဘုရားကိုကိုးကွယ်ကြတယ်လက်တွေ့ကြတာမကြတာဖြစ်နိုင်တာမဖြစ်နိုင်တာသူတို့မစင်စားဘူးเนาะအဲ့ဒီလေဝိအမျိုးကောဟတ်အနွယ်ကောရအနွယ်သားတွေကသူတို့ကစပြီးချီးမွမ်းနေတဲ့အဲ့ဒီသူတွေကနော်လေဝိအမျိုးသားတွေဆိုတာကသူတို့ကစစ်တိုက်ဖို့ train ထားတဲ့လူတွေမဟုတ်ဘူးစစ်သားတွေမဟုတ်ဘူးသူတို့ကကိုးကွယ်ဖို့အတွက်ပဲတသက်တာလုံးသူတို့တသက်တာလုံးကကိုးကွယ်ဖို့ပဲလုပ်ခဲ့တဲ့သူတွေဒါပေမဲ့နော်အဲ့ဒီရန်သူတွေရှေ့မှာစစ်မတိုက်ဖဲနဲ့ချီးမွမ်းဖို့ဆိုတာကသူတို့မကြောက်ဘူးလားပြန်စဉ်းစားမယ်ဆိုနော်ရန်သူတွေကိုဒီလောက်ဝိုင်းနေတာသူတို့ကစပြီးချီးမွမ်းနေစစ်တိုက်ဖို့လဲ train ထားတာမဟုတ်ဘဲနဲ့သူတို့ကစပြီးချီးမွမ်းနေသူတို့ရဲ့အသက်တာမှာဖခင်အတန်ကိုကြားပြီးတဲ့အခါဖခင်ရဲ့ဂတိစကားကိုရပြီးတဲ့အခါမှာယုံကြည်ခြင်းရှိတဲ့အတွက်ဖခင်ပြောရင်ပြောတဲ့အတိုင်းလုပ်တာဖြစ်တယ်ရန်သူတွေကိုသူတို့မကြောက်တော့ဘူးတေရမှာကိုသူတို့မကြောက်တော့ဘူးဖခင်ကငါတို့ကိုကာကွယ်မယ်ဆိုတာကိုသူတို့ကယုံကြည်တာဖြစ်တယ်အာမင်တော့ကျမတို့အဆုံးကိုတည်ပြီးသားဖြစ်တယ်ချီးမွမ်းရာစူစားပြုစင်မှာပဲရန်သူတွေကအချင်းချင်းတိုက်ကြတယ်အဲ့မှာရန်သူတွေเนาะတိုက်ပြီးတော့ခါကြတော့အကုန်လုံးလဲတည်ပြီးတော့သူတို့ရန်သူတွေရဲ့ဥစ္စာကိုကောက်ယူတာကိုကပဲ3ရက်လုံးကြာတဲ့အထိဖခင်ကသူတို့ဘက်ကအတူပါရှိတာဖြစ်တယ်ဆိုတော့เนาะစဉ်းစားကြည့်ရင်လက်တွေ့မကြခြင်းစရာကြီးစစ်မတိုက်ထားတဲ့လေဝိအမျိုးသားတွေကချီးမွမ်းတဲ့အခါမှာစစ်တိုက်ဖို့ train ထားတဲ့ဒီစစ်သားအချင်းချင်းကပြန်တိုက်ကြတာเนาะပြန်စဉ်းစားကြည့်เนาะစစ်မတိုက်ထားတဲ့လေဝိအမျိုးသားတွေကဖျားကိုချီးမွမ်းတဲ့အခါမှာစစ်တိုက်ဖို့ train ထားပြီးသားလူတွေကသူတို့အချင်းချင်းပြန်တိုက်တာเนาะသူတို့အချင်းချင်းပြန်တိုက်တာဒါကစစ်တိုက်ထားတဲ့သူကဘယ်သူကကိုရန်သူဘယ်သူကကိုရန်သူမဟုတ်ဘူးဆိုတာသူတို့ကောင်းကောင်းသိတယ်ဒါပေမဲ့လို့ချီးမွမ်းတန်ကိုကြားတဲ့အခါမှာသူတို့ရဲ့အသက်တာကပြောင်းပြန်ဖြစ်ပြီးတော့ခါကြတော့စစ်တိုက်ဖို့ train ထားတဲ့သူတွေကသူတို့အချင်းချင်းတည်သွားကြတာဖြစ်တယ်တိုက်ပြီးတည်သွားကြတာဖြစ်တယ်ဟိုဘက်ကဘာမှဓာတ်တောင်ထုတ်เสียမလို့ဆိုတော့နော်ဖယားကကျမတို့ရဲ့အသက်တာထဲမှာလက်တွေ့မကြဘဲနဲ့အလုံးလုံးတဲ့အရာတွေအများကြီးပဲရှိတယ်ကျမတို့ဖယားကိုယုံကြည်တယ်ဆိုရင်ဖယားရဲ့စကားကိုလိုက်လျှောက်တယ်ဆိုရင်ဖယားပြောတဲ့အရာကိုလိုက်နာတယ်ဆိုလို့ရှိရင်နော်ကျမတို့ရဲ့အသက်တာမှာနမိတ်လက္ခဏာမြင်ရမှာဖြစ်တယ်အာမင်နမိတ်လက္ခဏာဆိုတဲ့အရာကကျမတို့မမျှော်မှန်းထားတဲ့အရာကျမတို့ခွန်အားနဲ့မတက်နိုင်သောအရာကိုသာနမိတ်လက္ခဏာလို့ခေါ်တာဖြစ်တယ်အာမင်ဒါကြောင့်အေဖက်အခန်းကြီး3အငယ်20လေးနဲ့ကျမအဆုံးသတ်ခြင်းတယ်အဲ့ဒီမှာဗာရေးထားလဲဆိုတော့နော်ငါတို့၌တဲ့ပြုပြင်သောတကိုးတော်အတိုင်းငါတို့တောင်းပန်ကြံစီသမျှထက်အလွန်ထူးခြားစွာပြုခြင်းကတက်နိုင်တော်မူသောဖရာသခင်သည်တဲ့နော်အင်္ဂလိပ်လိုထဲမှာဆိုရင် now to him who is able to do exceedingly abundantly above all that we ask or think according to the ဘာလဲဆိုတော့ power that work in us တဲ့နော်ကျမတို့မျှော်မှန်းထားတဲ့အရာထက် exceedingly ကျော်လွန်စွာအလုပ်လုပ်တော်ဘုရားဖြစ်ပါတယ်အာမင်ကျမတို့တက်နိုင်သောအရာထက်ကျော်လွန်စွာအလုပ်လုပ်တော်ဘုရားဖြစ်ပါတယ်အာမင်ဘုရားကကျမတို့တက်ဆွမ်းနိုင်တာထက်သာ၍ကောင်းမြတ်တော်ဘုရားဘုရားရဲ့တကူတော်ကကျမတို့ရဲ့စဉ်းစားနိုင်တဲ့ဉာဏ်ပညာထက်သာတာဖြစ်တယ်ဘုရားရဲ့တကူတော်ကကျမတို့တက်ဆွမ်းနိုင်တာထက်မမျှော်မှန်းနိုင်အောင်ကြီးမားလွန်းတာဖြစ်ပါတယ်အာမင်ဒါကြောင့်ဘုရားကပြောရင်ပြောတဲ့အတိုင်းလုပ်တော်ဘုရားဖြစ်တယ်ကျမတို့က step by step ဖျားနဲ့သွားလာဖို့ပဲရည်ကြည်တာဖြစ်တယ်ကျမတို့ရဲ့အသက်တာမှာကြုံဆုံရတဲ့အခါမှာနောက်ဆုံး slide လေးမှာကျမပြန်ပြောချင်တာ the steps နော် we should follow when we face obstacles အရင်ဆုံးကျမတို့လုပ်ရမယ့်အရာကဘာလဲဆိုတော့ပြဿနာတစ်ခုခုကြုံလာပြီဆိုရင်ကျမတို့ထွက်ပြေးဖို့မဟုတ်ဘူးဖျားကိုဆူတောင်းဖို့ဖြစ်တယ်ဖျားမျက်နှာကိုရှာဖို့ဖြစ်တယ်အဲ့လိုဆူတောင်းတဲ့အခါမှာလဲကျမတို့ဘယ်လိုဆူတောင်းရမလဲဆိုတော့နော်ဖျားကိုဆူတောင်းတာပဲဆိုပြီး complaint တက်နေဖို့မဟုတ်ဘဲနဲ့ဖျားကိုကြီးမြတ်စေရဖျားကတက်နိုင်သောဖျားဖြစ်တယ်ကဘာမြေကြီးကိုဖန်ဆင်းသောဖျားဖြစ်တယ်နော်ဖျားတကာဖျားဘယင်တကာဖျားမြေဖြစ်တယ်ဆိုတဲ့အရာကိုကျမတို့ဖျားကိုကြီးမြတ်စေရအောင်အဲ့ဒီနောက်မှာတော့ကျမတို့ပြဿနာကို complaint မတက်ဘဲနဲ့ဖျားစီမှာကျမတို့ရဲ့အသက်တာကို surrender လုပ်အောင်စက္ကန့်အနှံ့ရအောင်
အဲ့ဒီပြီးတဲ့အခါမှာကျမတို့ကဆုတောင်းပြီးတဲ့အခါမှာတော့ဖခင်ရဲ့အတန်ကြားတဲ့အထိရက်နေရအောင်တည်ကြည်စွာနေရအောင်ဖခင်အတန်ကိုကြားပြီဆိုတဲ့အခါမှာလေသူပြောတဲ့အရာကို trust and praise him ယုံကြည်စွာနဲ့နေမယ်အဲ့ဒါပြီးတဲ့အခါမှာတော့ကျမတို့ကဖခင်ကိုချီးမွမ်းဖို့ရန်အတွက်ပဲဖြစ်တယ်ဖခင်ကပြောရင်ပြောတဲ့အတိုင်းလုပ်မှာဖြစ်တဲ့အတွက်ကျမတို့ပြဿနာကိုကြောက်နေဖို့မဟုတ်ဘဲနဲ့အရင်ချီးမွမ်းခြင်းအပြင်ကျမတို့ကယုံကြည်ခြင်းကိုပြသတာဖြစ်တယ်ကျမတို့ချီးမွမ်းတဲ့အခါမှာဖခင်ကိုယုံကြည်ပါတယ်ဖခင်ပြုမဲ့အရာကိုကျမတို့ကကြိုပြီးတော့ချီးမွမ်းတာဖြစ်တယ်ဖခင်ကကျမတို့ရဲ့ယုံကြည်ခြင်းကိုမြင်တဲ့အခါမှာမုံညင်းစေးလောက်ပဲရှိအောင်တောင်မှကျမတို့ယုံကြည်ခြင်းကမုံညင်းစေးလောက်ပဲရှိပါစေတောင်ကိုရွေ့စေနိုင်တော်ဖခင်ဖြစ်တယ်သူ့ရဲ့ဂတိကိုတည်စေတော်ဖခင်ဖြစ်ပါတယ်အာမင်